အိန္ဒိယနိုင်ငံရာဂျစတန်ပြည်နယ်ဂျိုင်းဆမ်မန်မြို့နယ်အနီးမှာနှစ်ပေါင်း200ကျော်လူသူကင်းမဲ့နေတဲ့ရွာပြက်ကြီးတီရွာရှိပါတယ်။အဲ့ဒီရွာနာမည်ကတော့ကူဒါယာဖြစ်ပါတယ်။တစ်ချိန်တုန်းကပါလီဝဲဘရမတ်စ်မျိုးနွယ်တွေနေထိုင်ခဲ့ပြီးအရန်ကိုစီကားချမ်းသာခဲ့တဲ့ရွာကြီးတီရွာမှာဒါပေမဲ့1825ခုနှစ်ရဲ့စောင်းရာသီညတညမှာတော့ဒီရွာကြီးအပါဝင်ပတ်ဝန်းကျင်ကရွာပေါင်း83ရွာလုံးဟာတညတဲ့နဲ့ယူသူကင်းမဲ့သွားခဲ့ပါတယ်။သူတို့ဘယ်ကိုထွက်သွားကြတာလဲ။ဘာကြောင့်ထွက်သွားကြတာလဲ။ဒီအဖြစ်အပျက်ရဲ့တရားခံကတော့စာလင်စင်းလို့ခေါ်တဲ့ရက်ဆက်ကြမ်းကြွတဲ့ဝင်ကြီးချုပ်တယောက်ကြောင့်ဖြစ်ပါတယ်။စာလင်စင်းဟာရွာလူကြီးရဲ့အရန်လှပတဲ့သမီးပြိုလေးကိုမြင်မြင်ချင်းဆွဲလန်းသွားခဲ့ပါတယ်။သူဟာအဲ့ဒီမိန်းကလေးကိုသူ့မယားအဖြစ်ပေးစားရမယ်။မပေးရင်ရွာကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။သူ့ရဲ့ယာဒူအာနာကိုသုံးပြီးရွာသားတွေကိုအခွန်တွေအစမတန်တိုးကောက်ခဲ့တယ်လို့နောက်တစ်ရက်မှာမင်းကလေးကိုလာခေါ်မယ်လို့ရာဇသန်းပေးလိုက်ပါတယ်။ရွာသားတွေဟာမင်းကလေးကိုထဲပြီးဂုံတိတ်ခအကြခံမလားတေမလားဆိုတာကိုရွေးချယ်ရမယ့်အခြေအနေရောက်လာပါတယ်။နောက်ဆုံးမှာတော့ရွာပေါင်း84ရွာကခေါင်းဆောင်တွေအစည်းအဝေးထိုင်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။အဲ့ဒါကတော့သမီးပြိုလေးအတွက်ငါတို့ရွာကိုစွန့်ခွာကြမယ်ဆိုတာပါပဲ။အဲ့ဒီညတန်းခေါင်ရံမှာပဲရွာသားအားလုံးဟာသူတို့ပိုင်ဆိုင်သမျှအိမ်တွေပစ္စည်းတွေကိုဒီအတိုင်းထားခဲ့ပြီးတိတ်တဆိတ်ထွက်ခွာသွားခဲ့ကြပါတယ်။ဒါပေမဲ့မထွက်ခွာခင်မှာသူတို့ဟာဒီရွာမြေနေရာကိုပြင်းထန်တဲ့ကျင်းစားတစ်ခုတိုက်ခဲ့ပါတယ်။ဒီနေရာမှာဘယ်သူမှဘယ်တော့မှပြန်လည်နေထိုင်လို့မရစေရဆိုတဲ့ကျင်းစားပါပဲ။အဲ့ဒီနေ့ကစပြီးဒီရွာကြီးဟာလူမရှိတဲ့တဆေရွာကြီးဖြစ်သွားပါတယ်။နောက်ပိုင်းမှာလာရောက်နေထိုင်မှုကြိုးစားသူတွေရှိပေမဲ့ထူးဆန်းတဲ့ယောဂတွေတရေချောင်းမှုတွေကြောင့်ထွက်ပြေးခဲ့ရပါတယ်။ဒီနေ့ခေတ်မှာတော့အိန္ဒိယအစိုးရကဒီနေရာကိုရှေးဟောင်းအမွေအနှစ်အထိထိန်းသိမ်းထားပေမဲ့ညနေနေဝင်တာနဲ့ဒီရွာထဲကိုဘယ်သူမှဝင်ခွင့်မရှိတော့ပါဘူး။လာရောက်လေပတ်သူတွေကကလေးတွေပြေးလွှားဆော့ကစားတန်တွေမိမပြိုလေးတွေရဲ့ခြေချင်းဝစ်တန်တွေနဲ့စကားပြောတဲ့တဲ့တွေကိုကြားရတတ်တယ်လို့ဆိုပါတယ်။2013ခုနှစ်တုန်းက Paranormal အဖွဲ့တစ်ခုကဒီရွာမှာညအိတ်စောင့်ကြည့်ကြရမှာထူးဆန်းတဲ့အရေးတွေအပူချိန်ရုတ်တရက်ကျဆင်းမှုတွေနဲ့ပခုံးကိုလာပုတ်တာမျိုးတွေကြုံတွေ့ခဲ့ရတယ်လို့မှတ်တမ်းတင်ထားပါတယ်။ကုဒါယာရွာဟာအချက်နဲ့တက်မှတ်မှုကြောင့်ပျက်စီးခဲ့ရတဲ့ရွာတစ်ရွာဖြစ်ပြီးရွာသားတွေဘယ်ကိုရောက်သွားလဲဆိုတာကတော့ဒီနေ့ထိအထင်မရှိတဲ့ပဟေလီတစ်ခုဖြစ်နေပါတော့တယ်